တွေကြီးပဲတွေ့ရတယ်နောက်ဘောနော်လာမဲ့ပတ်တွေမှာလည်းအားလုံးတွေ့ချင်တယ်နာမည်တော့မပြီဘူးဒါပေမဲ့လမ်းမှာတွေ့ကျွန်တော်ခေါ်ပါစကားပြောပါဆိုတော့ကျွန်တော်ဒီနေ့အနေငယ်ဘောတော့ရှုပ်ပြနေနဲ့တိခံမဲ့ဂျမ်ပိုက်ကတော့ပါလဲဆိုလို့ရှိတော့တိမောသေဩဝါဒစာခန်းကြီး6အငယ်စနစ်မှာပါလဲဆိုလို့ရှိရင်ယုံကြည်ခြင်းနဲ့ဆံကောင်းစွာတော်တိုက်လာခြင်းကိုပြုလို့ထာဝရတကိုကံယူလို့ထိုအသက်ကိုရမည်အကြောင်းတင်ဒီခေါ်တော်မူခြင်းကိုခံရ၍တက်တဲ့အများတို့ရှိမှရှင်း၌ကောင်းမှုစွာဝန်ခံပြီးဆိုပြီးတော့ကျွန်တော်တို့တကယ်ပဲဘောနော်ဘုကဘာတော့ကပြောတဲ့အခါမှာကျွန်တော်စိတ်ထဲမှာအရာဝမ်းမြောက်တယ်ကျွန်တော်ရဲ့အေဝံဂေလိသာသနာမှာကျွန်တော်ရဲ့လှုပ်ရှားတဲ့အမှုရာတွေမှာကျွန်တော်ပါအရာဝမ်းမြောက်တဲ့အရာတစ်ခုကတစုံတစ်ခုခက်ကြုံလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တိုက်ရမယ့်အရာကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ယုံကြည်ခြင်းဖြစ်တယ်။ဘာကြောင့်လဲဘုရားကကျွန်တော်ကိုအေဝံဂေလိလို့ခေါ်တယ်ဆိုလို့ရှိရင်တော့ဒီအေဝံဂေလိမှာခက်ဖြစ်လို့ရှိရင်တော့ကျွန်တော်ဒီယုံကြည်ခြင်းကိုပြန်တက်ရတယ်။ဘုရားနဲ့ချိန်ရတယ်ဘုရားနဲ့နှပါလုံးရတယ်။ပြောချင်တာကကျွန်တော်ရဲ့အမှုဘုရားတခင်ဘာလို့ကျွန်တော်ကပြောင်းလဲကြတဲ့ကနေအေဝံဂေလိလာပြီးတော့ကြောင့်ကိုတော်တော်အေဝံဂေလိပါကိုတော်ရှိတိုင်းပိဋိပြီးတော့တုံ့ပြန်ပါဆိုတော့စက်ကထားပြီးတော့ကြောင့်တစုံတစ်ခုခက်ကြုံလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဘေးလူကိုမကြည့်တော့ဘဲနဲ့ကျွန်တော်ရဲ့ယုံကြည်ခြင်းကိုကျွန်တော်ပြန်တိုက်တယ်။ပြောချင်တာကဖျားနဲ့ချင်းပြန်ယူတယ်ကိုတော့ကျွန်တော်ပြောဆိုမားတော့တော့မှကျွန်တော်ပြန်တိုးဝင်တယ်။လူဆိုမားတယ်တော့ကျွန်တော်စကားသားပေါ်တယ်။အေဝံဂေလိမှာပြောလာတယ်။အရာနဲ့ပိဋကဖွဲ့တယ်ရောက်လာပါတယ်။ဆိုတော့လာမတင်လိုက်လို့ဆက်မှာဖြစ်တယ်။ဆိုနားလည်းပေးကြပါ။ဆိုတော့လိုက်လို့ဆက်မယ်လိုက်စကားပြောမယ်။လောအဲ့ကျွန်တော်လည်းပြပါတိုက်ပါ။ဆိုတော့အရှုံးမရှိဘူး။ဆိုတော့ပြောချင်တာကကျွန်တော်အကြံကိုကျွန်တော်တက်တာထဲမှာဘာနဲ့သက်ဆိုင်လဲဆိုလို့ရှိရင်တော့အခုဆိုတော့ဒီ building ဒီဖျားကြောင့်ဒီကိုပြုတ်ဖို့ပဲဟုတ်တယ်ဖျားတခင်ကဆက်ကျွန်တော်တို့ဖွင့်ပြတဲ့ခါမှာပေါ့နော်အော်ကျွန်တော်လည်းတိုက်ဆိုင်တယ်ဒီကြံပဲအပြီပေါ့နော်အော်ဖျားတခင်ကတော့တကယ်ပဲယုံကြည်ခြင်းဆိုတော့တကယ်ဖျားကပေးတာနော် vision ဆိုတယ်ဖျားကပေးတာယုံကြည်ခြင်းဖျားပေးတာဖျားပေးတဲ့ယုံကြည်ခြင်းဖျားပေးတဲ့ယူပါရင်ကိုကျွန်တော်တို့ပြုစုရတာဆိုတော့ကျွန်တော်တက်တာနဲ့တိုက်ဆိုင်တဲ့ခါမှာလေအားကြောင့်ကျွန်တော်ဒါအနေငယ်ပေါ့နော်တော့ကျွန်တော်တက်တာထဲမှာပေါ့နော်ဒါကျွန်တော်ဒီစောင့်နေတဲ့အရာဖြစ်တယ်ကျွန်တော်ခွာရတဲ့အရာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကကျွန်တော်ရတဲ့ခါနာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောနေကြစကားအကြောင်းအရာတစ်ခုရှိတယ်ပါလဲဆိုလို့ရှိရင်လူငယ်ကြောက်ကပြောင်းလဲတဲ့ခါမှာသူကကိုပေသူကတိုင်းဝိုင်းတွေကိုတော့သူစွန့်ပစ်ကြတယ်တွားတယ်ဒီကခွေရတဲ့ဝင်တော့တွားလို့မောင်းတဲ့ခါမှာသူပြောတဲ့စကားကကျွန်တော်ရမ်းသဘောကျတယ်ပေါ့နော်တကယ်ပဲအရန်သဘောကျတယ်ဘာလဲဆိုရှင်တယ်လားသူလုံးဝဝမ်းမနေပဲနဲ့လေဒီနေ့ကတော့ယေရှုကိုလက်ခံတာကျွန်တော်တယောက်တည်းပဲတဲ့ဒါပေမဲ့တီးချတာတခုကတော့အနာဂတ်မှာတိုးဖို့ပဲရှိမယ်ရောဖို့ဆိုမရှိတော့ဘူးဘာကြောင့်လဲသူတကယ်ရတော့ကြောင့်ဖြစ်တယ်သူယေရှုကိုတကယ်ရတော့ကြောင့်ယေရှုဆိုတဲ့တိပဲကလေအမျိုးမျိုးခွဲကြမယ်တော့တမျိုးပြောတာဆိုတော့တိုးပွားခြင်းကျွန်တော်များဖျားသခင်ကအစတဲ့ပြောတာညာပြစွာမွေးဖွားကြတော့ဆိုပြီးပြောတဲ့တွေ့ပေါ့နော်ယေရှုဆိုတဲ့ဒီဘက်ကကြောတိုးပွားခြင်းဖြစ်တော့ကြောင့်အဲ့ဒီကောင်လေးကတေချာတဲ့ကွာတော့ဒီနေ့ကျွန်တော်ကြောက်သေးပဲလာမယ့်အခောက်တွေမှာလာမယ့်ပတ်တွေမှာလာမယ့်နေ့တွေမှာတိုးဖို့ပဲရှိတယ်အားကြောင့်မို့ကျွန်တော်တာထဲမှာလေထိုလူငယ်ကဲတော့ပဲကျွန်တော်အေဝံဂေလိမှာလှုပ်ဆောင်တဲ့ခါမှာလုံးဝစိတ်နဲ့မကြဘူးစိတ်နဲ့ကြကြလာမပြောနဲ့စိတ်နဲ့ကြတော့လမ်းစာမရှိဘူးဆက်လုပ်မယ်ကျွန်တော်မိုင်းပြန်တိုးဝင်ပြန်တော့မှာပဲဘာကြောင့်လဲဆိုတော့ကျွန်တော်ကတက်တည်ပဲခံတယ်ယေရှုကောင်းမြတ်ကြောင့်ပဲဟောတဲ့တချင်းလည်းမတော်ဘူးဒီတန်ကတကယ်တော့တက်တည်ခံမဲ့တာပါပဲဘုရားကောင်းမြတ်ကြောင့်အဲ့ဒါကြောင့်မို့တချင်းတော့ဝေးချင်းဆိုလို့ရှိရင်တချို့တက်တည်လားငါမောလိုက်တာလို့ပြောလို့ရှိတယ်ဒါပေမဲ့ကြီးဆိုတော့ကြောင့်အေးဝင်ကြီးပါတချင်းသွားဆိုတော့မိကတော့များတည်လားဒီမောင်နဲ့တန်ရမ်းမိုက်တယ်အဲ့တော့လေဇောဝတ္ထုလို့ဆိုတာတာမိုက်တယ်လို့ပြောကြတာလေဟိုတို့ပြတမှုထူးခြားတယ်ပေါ့ဘုရားသခင်ကလေလုံးလိုက်တဲ့ခါမှာလေဒီလားသူတို့နားထဲမှာတမှုထူးခြားတယ်ပေါ့ဆိုတော့ပြောချင်တာကတကယ်ဘုရားသခင်ကတော့အစနေကြီးပဲအဲ့ဒါအကြောင်းမို့လေကျွန်တော်တက်တာထဲမှာထိုးလူငယ်ကဲတော့ပဲဒီပြီးကတော့ကျွန်တော်အစပြန်ထည့်ပြီးတယ်ပေါ့နော်ဒါပေမဲ့လာတဲ့ခေါက်တွေမှာဒီညမှာလဲဆရာကျွန်တော်နဲ့တခါကျကျွန်တော်တို့လည်းပါဝင်မှာပါဆိုတော့ဒီလိုပဲဖြစ်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့လှုပ်ရှားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဘုရားသခင်ကကျွန်တော်နဲ့သူရှိတော့ဘုရားအီမာနူလာဘုရားပြတော်ကြောင့်တကယ်ပဲကျွန်တော်သူ့ခေါ်တယ်ဆိုရင်ယုံကြည်တယ်အဓိကတော့ဘုရားသားသမီးမာနဲ့ဆိုလို့ရှိရင်တော့ဘာနဲ့တူလဲဆိုရှင်တော့စပိန်နဲ့တူတယ်လို့ပြောကြတယ်စပိန်ဆိုကမနေရင်လဲပဲနော်နေရင်တော့မလဲဘူးလေမနေပါဘူးရေးကြည့်ပါလားလဲပလိုက်ပဲလဲပါအားကြောင့်ယုံကြည်သူဆိုတော့ fellowship လုပ်ရမယ်ကိုယူပါလို့ဘုရားပေးတဲ့အတိုင်း fellowship မိသားဖွဲ့ရမယ်ပြီးလို့ရှိရင်ကျမ်းစာပါဆုတောင်းရမယ်ဒါကစပိန်နည်းတကယ်တော့ပဲစ
ဆိုတော့ယုံကြည်သူစပယ်လို့ပဲဆိုတော့မနေရင်တော့လဲမယ်ယုံကြည်သူစုမတောင်းဘူးကျမ်းစာမဖတ်ဘူး fellowship မလုပ်ဘူးမိသားမဖွဲ့ဘူးဆိုလို့ရှိရင်တော့ကျွန်တော်အပြည့်ပြည့်နဲ့တော့ကြာစင်သွားနိုင်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တားတဲ့မှာခရိုင်ရရဖြစ်တယ်ဒီຢာကတကယ်ပဲကျွန်တော်ဘဝအတွက်လက်ကျိုးရှိမယ်လို့ယုံကြည်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လောကီနေတဲ့ဒီအခုနေတဲ့ညကသူများနိုင်ငံဖြစ်တဲ့လုံဆရာများစွာရှိတယ်ကျွန်တော်ဆိုတော့ကလန်မရှင်မှာတာဝန်ခံမချခင်ပါကျွန်တော်ကကားရှိတော့ကျွန်တော်မနေပဲနဲ့ကားနဲ့တော့ပြန်လို့ပေါ့နော်တော့ပြန်လို့ပဲဆိုတော့တကယ်ပဲတရားစတောင်းပေးကြပါကျွန်တော်လည်းပေါ့နော်ဒီမှာလည်းဆရာကျော်ကနေအချိန်ရတော့ကျွန်တော်ကဆွဲမှာဖြစ်တယ်ကျွန်တော်လောကစားဆွဲမှာဖြစ်တယ်ဖြစ်တယ်လူငယ်စကားပေါ့နော်နားလည်ပေးကြပါလူငယ်စကားဆွဲမှာဖြစ်တယ်ဆိုတော့တကယ်ပါဖျားတခင်ကတကယ်ပဲကြီးတော်မှုကိုပြုနေတယ်ဖျားတခင်ကဘာလို့နေတယ်လို့ပြောတဲ့ခါမှာလေဖျားကကြီးတော်မှုပြုနေတယ်လို့ပဲကျွန်တော်မြင်တယ်ဘာကြောင့်လဲကိုကျွန်တော်ငလေးလေးရှိတဲ့ခါမှာလေကျွန်တော်အမျိုးပြောကြရင်နော်ဒါပေမဲ့ဖျားကတကယ်ပဲကြီးတော်မှုကိုပြုနေတာဖြစ်တယ်ကျွန်တော်မမြင်ရတဲ့အပိုင်းမှာဖျားကဘယ်လောက်ထိလုပ်လဲဆိုတော့ကျွန်တော်မမြင်ဘူးနော်ကျွန်တော်မြင်ရတဲ့ဘက်မှာကျွန်တော်ပြောနေတာတကယ်တော့မမြင်ရတဲ့ဘက်မှာအခုစဉ်းစားကြည့်ဒီမှာစလာပြီတူပေါင်းမဲ့လို့အများကြီးပဲကျွန်တော်ရန်ဒီကိုကြီးလဲအင်းနီနာဒီကိုကြီးလဲတကယ်ချစ်တွေကိုပြောပါတကယ်ကြောက်ကြောက်ဖို့တော့လက်စစ်ကပါတကယ်ပဲကျွန်တော်ပထမဆုံးမဲ့တချင်းဆိုလို့ရှိရင်လေတကယ်တော့ဟိုဒီတချင်းဆိုပဲပေါ့ဒီလားအဲကြောမြမောက်တော်တာဆိုတဲ့ချင်းအများကောင်းတယ်တချင်းစာတာကသဘောကျတော့ဆိုတော့မြမောက်တော်နိုင်တာပေါ့နော်တကယ်ပဲကိုချမ်းမာကစိတ်ချမ်းမာလာဝိနည်းလန်းဆန်းတယ်လို့ပြောတယ်အဲကျွန်တော်တကယ်ကြောက်လေတချို့တွေအတင်းတော့တာခုပြီးတခုများတယ်ပါနဲ့ပြောကြတယ်ဒီလားတကယ်ကြောက်ဖျားကြီးမြမောက်တော်ကလေလိုအဲ့လမ်းပေးမှလဲနော်ရှိရမယ်ပြောချင်တာကဖျားတော်ပြည့်နေတယ်ရှိတော့ဘူးအားကြောင့်မို့လူချစ်တော်ဒီပေါ်မှာလေတကယ်ပဲသူကအားတော့သူကပေါင်းရအောင်လူတွေခေါ်ရအောင်ဖျားမြမောက်တော်လည်းမလူတွေဆွဲခေါ်ရအောင်လူတွေနဲ့ပေါ်တော့ဒီလိုမျိုးတကယ်ပဲမိသားဖွဲ့ရအောင်လာမတွေ့လဲခေါ်ပါကြတဲ့ကြောင့်ပြောပါစုပါဘုရားသခင်နိုင်ငံတော်မှာကျွန်တော်တစိမ့်ဆိုမရှိပါဘူးဝိလာတော့နည်းနည်းလေးစိတ်သက်တော့ဖြစ်တော်တယ်ဒီကတော့ပထမဆုံးနေ့ကတော့စိတ်သက်ဖြစ်မယ်ဒုတိယနေ့မှာတော့အကုန်လုံးအေရှင်ပြသွားပြီအာမင်အကုန်လုံးအေရှင်ပြသွားပြီဒုတိယနေ့မှာလာရအောင်တတိယပတ်မှာလာရအောင်လူတွေဆွဲခေါ်ရအောင်လို့ဒီနေ့ဒီလောက်နဲ့ပဲပေါ့နော်ဆုပြလေဒီက